ငါကောင်နေမင်းကိုလာတိုက်တော့မယ်နော်သတိထားတော့မင်းကောင်တက်လို့မရဘူးလေပြဘာလို့တက်လို့မရမှာဒီမှာငါကောင်တွေကအများကြီးပဲဟောဘာလို့ဆိုငါအရင်မြင်တယ်လေမင်းကမင်းဘယ်လောက်မြင်လဲကွာငါမင်းတော့လိုက်ပြီဒါဆိုငါဒုံးမြန်သင်္ဘောကြီးစီးလိုက်ပြီရရလေငါလည်းမင်းတော့လိုက်ပြီမင်းဘာနဲ့လိုက်မှာငါလည်းဒုံးမြန်သင်္ဘောကြီးစီးမှာပေါ့ဟာမင်းလိုက်လို့မရဘူးလေဘာလို့လိုက်လို့မရမှာမင်းမှဒုံးမြန်သင်္ဘောကြီးမှမရှိတာငါမှဘာလို့ဒုံးမြန်သင်္ဘောကြီးမရှိရမှာဘာလို့ဆိုစူပါမန်ကနေပြီးတော့မင်းရဲ့ဒုံးမြန်သင်္ဘောကြီးကိုငါဘက်ကနေဖျက်ဆီးလိုက်စူပါမန်ကဘာဆိုင်လို့ငါရဲ့ဒုံးမြန်သင်္ဘောကြီးကိုဖျက်ဆီးရစူပါမန်နဲ့ငါနဲ့အချင်းဆုံးငယ်ချင်းနေလေမင်းမညစ်နဲ့နော်ဒုံးမြန်သင်္ဘောကြီးဘယ်လိုမောင်းလဲဆိုတာမင်းသိလို့လားငါသိလို့မောင်းနေတာဗောဟာဒါဆိုမင်းရဲ့တသားတွေကဘာမှလဲငါတသားတွေကိုမင်းမြင်နိုင်အခုငါဒုံးမြန်သင်္ဘောနဲ့ငါပြောင်းသွားပြီမင်းကလိုက်လို့မရတော့ဘူးရရလေငါလည်းငါးကြီးပြောင်းပြီးမင်းတော့လိုက်မရဘူးရမင်းကမပြန်နိုင်ဘူးဘာလို့မပြန်နိုင်မှာလဲဘာလို့ဆိုမင်းကအတောင်မှန်မှမရှိမင်းငါကြောက်ဘာလို့ပြန်နေရလဲမင်းပဲမရှိတာပြီးပါကွာစင်မကောင်းကြပဲကွာမင်းရဲ့ဖွဲ့သားလေးအကုန်သိကုန်ဟမ်ငါဖွဲ့သားလေးဘာလို့သိကွာဘာလို့ဆိုဘောလုံးဘုံနေနဲ့ငါပြစ်ချလိုက်တာလေမင်းလူထက်ထဲမှာရတော့မယ်နော်ငါဖွဲ့ဘာဖြစ်နေရလဲမင်းခုဟော်ကိုင်းလုပ်လို့ရပြီဟဲ့ငါဟော်ကိုင်းမလုပ်ဘူးရငါတော့ပဲလုပ်မှာတူကြီးနဲ့မင်းတော့လုပ်လို့မရဘူးဒါဆိုအိုင်ယွန်မန်လည်းမရဘူးဟဲ့ဘာလို့မရမှာလဲငါအိုင်ယွန်မန်လုပ်ပြီးပြီဒါဆိုငါတော့လုပ်မယ်လေငါနှစ်ခုလုံးလုပ်ထားတယ်ခုနေ့ကပြောတော့မင်းပြောစပိုင်ဒါမန်ဆိုဟုတ်တယ်ငါသုံးကောင်လုံးလုပ်မယ်မင်းမငင်းနဲ့တော့ရငါလည်းအဲ့ဒီကတကောင်လုံးလုပ်မယ်လို့ကွာတော်ပြီပြင်းတယ်ငါမူသားထားကြမယ်မင်းငိုင်းလိုက်